ဟုတ်ကဲ့နော်အဲ့တော့ဒီနေ့အားကျွန်တော်ကနေပြီးတော့ဒီဟိုချော့ဆူတဲ့ဖေဘူးလူရဲ့စောချော့ဆူတာတိပါလိမ့်မယ်အကိုတို့နော်ပထမဆုံး first time ချော့ဆာရန်နော်ချော့ဆာရန်ဗာလေအချီဦးဟုတ်လား first la နော် first la နဲချော့ date ဗာလေ first day first day အဲ့ဒါကချော့ကြောင်းကောင်ဘာလို့တွေ့ကြုံအချော့တော့ first day မှာနေမယ်ချော့ကြောင်းကောင်တွေရသွားတယ်သူအဲ့တော့အဲ့ဒါဒီလိုဘောကရကရှူရောနာရှူစားလာမှလည်းအန်ဒီရလို့ပြောရနော်အဲ့ဒါဗာလေပဲရှူစားလာမှလည်းဗာလေရှူစားလာမှလည်းငါတော့အဖေလေအညာမလွယ်ဘူးအဲ့ဒါအညာမလွယ်ဘူးတော့ဗာလေဟိုတင်မလားဟိုမချစ်ခင်တဲ့ကျွတ်နေတာမချစ်ခင်တဲ့ကျွတ်နေအဲ့တော့ချော့နဲ့ပတ်သက်ပြီးတော့ဗောနော်ချော့စားတွဲရည်တယ်နော်ချော့စားရန်အဲ့တိပါလေတိကြပါလိမ့်မယ်ချော့ပန်ဂျေ you know 첫 번째အဲ့တော့ဒီဗာလေချော့စားရန်အချစ်ဦး first love ချော့ date အမတကယ်တော့ date ဒါပေမဲ့အောက်ကစတဲ့ကြောင့် date ချော့ date ပထမဆုံး date first date ချော့ကြောင်းကောင်ပထမဆုံးတွေ့ကြုံပုံမှန်အဖြစ်ချော့ကြောင်းကောင်ကိုကြားတော့သူကကြတော့ဟိုတက်မလားဟိုကောင်းတဲ့နေရာမှာလို့တော့မတုံးခင်ဗျသိရမလားနော်အဲ့တော့ဟာဒီကိုမတော်ဘူးလို့မစားဘူးလို့ချော့ကြောင်းကောင်ယူလိုက်တယ်အဲ့လိုမျိုးမဟုတ်ခဲနဲ့သိမလားကြာမနော်သူတို့ရဲ့ပထမဆုံးဟုတ်လားနော်သူတို့ရဲ့ဖြူစင်ယူသားဖြူစင်မှုအဲ့အမျိုးပေးလိုက်ရတယ်ပေါ့အဲ့လိုမျိုးပုံစံမျိုး6ကြောင်းကောင်အခုမှတူနေဘူးတဲ့အဲ့လိုပုံစံမျိုး6ကြောင်းကောင်အဲ့ကြောင့်ဟိုလိုမျိုးကြီးမတော်ဘူးမလားဘူးမစားဘူးတဲ့အဲ့လိုမျိုးတုံးလို့မရဘူးနော်ဟုတ်လားကျွန်တော်6ကြောင်းဟက်ဆော်ရဆိုလို့ရှိရင်ကိုင်းသားလည်းကို진짜ဟုတ်လားအဲ့လိုမျိုးကျွန်တော်6ကြောင်းဟက်ဆော်ရဆိုရင်အဲ့လိုမျိုးကြည့်နေမယ်နော်ဘာဖြစ်တော့ you are not love your animal ထပ်ပြီးတော့ဟုတ်တော့လေလက်ပြုံဟုတ်တော့ဘူးပေါ့နော်ဒီမှာကျတော့ပြောချင်တာအဲ့တော့နော်အဲ့တော့